မျက်လုံးနှလုံးသလုံးမရှိတော့ဘူးဗျမျက်လုံးနေရာမှာဟောက်ပက်ကြီးဖြစ်နေလို့ဗျပါဇက်ကြီးကလည်းအပြီးអော်နေတဲ့ပုံပဲဘာလေးမသေးခင်ကမချိမဆန့်ဝေဒနာခံစားပြီးမချိမဆန့်အော်ဟစ်ပြီးမှတည်သွားတဲ့ပုံပဲဗျအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်တရေဇာတ်လမ်းတွေနဲ့တခြားသောစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေကိုတင်ဆက်ပေးမှာမလို့ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe မလုပ်ရသေးဘူးဆိုရင်လုပ်ပေးထားခဲ့ကြပါအောင်ဗျာကိုရုံးရဲ့ဘိုးကတည်တည်ချာချာတိလို့ပြောတာရှိမှာပေါ့ဘိုးညီလေးကဘိုးရုံကိုပြောလိုက်တယ်ဟုတ်တယ်ဘိုးညီလေးရဲ့ကျုပ်ရဲ့ဘိုးကအာကြီးစကားနေတာမဟုတ်တဲ့စကားဆိုနည်းနည်းမှပြောတာမဟုတ်ဘူးမဲမင်းယူကြီးရဲ့အကြောင်းကိုတော့မဟုတ်ဖဲနဲ့ကျုပ်ရဲ့ဘိုးကမပြောပါဘူးဗျာကျုပ်တို့ပဲရွာတွေမှာဒီမိန်းမကြီးကိုစေဝါမစုမမင်းယူလို့ပြောကြတယ်ဗျာမိနေတဲ့ကလေးမွေးလို့မရရင်သူ့ကိုသာသွားခေါ်လိုက်ရှော့ရှူချူနဲ့မွေးနိုင်တယ်ဗျဒါပေမဲ့အိမ်ကလူတွေအပြင်ထွက်ပေးရတယ်ဗျာညဘက်ဆိုရင်လည်းတအိမ်လုံးမီးတွေမှုတ်ပေးရတယ်မောင်ကြီးထဲမှာမှသူကမွေးပေးတာဆိုပဲအဲ့ဒီအချိန်ကအိမ်မော်ကသူမွေးထားတဲ့ကြီးကန်းကအာလို့အော်နေတဲ့ဗျာဒါပေမဲ့လူတွေကတော့ဘယ်သတိထားမိမှာတော့ဗျာကျုပ်ဘိုးကတော့သတိထားမိတယ်ဗျာအဲ့ဒါကြောင့်ကျုပ်ကစိတ်ထဲမတင်ကားလို့ရှစ်ခိုင်ကိုပြောတာပါမနေ့ကမင်းပြလိုက်တဲ့ကြီးကန်းကတခုခုနဲ့များပတ်သက်နေသလားလို့တွေးမိလို့ပါကွာဒီတော့ဘာလေးရှစ်ခိုင်ကပြန်ပြောစဗျာဘိုးယုံပြောတာလည်းဖြစ်တော့ဖြစ်နိုင်နေဗျာဒါမဲ့ကျုပ်ကတော့နောက်တစ်ခါတွေးလို့ကတော့ကြီးကန်းရောလင်းတာရောအလွတ်ပေးမှမဟုတ်တော့ဘူးဗျာကျုပ်ရဲ့တောက်လေးနဲ့အသေးကိုစော်တော့မှာပြုတ်အဲ့ဒီလိုပြောရင်းနဲ့ငှက်တွေအကြောင်းစကားရောက်သွားပြီးဘာလေးချစ်ခိုင်ပြောတဲ့ငှက်တွေအကြောင်းကိုနားထောင်ကြရတော့တာပေါ့ဗျာအဲ့ဒီညက10နာရီကျော်မှကျုပ်တို့အိမ်ပြန်ကြရတာအိမ်ကိုပြန်ရောက်တော့အဖနဲ့အမေတော်အိပ်ပျော်နေပြီမနေ့အိပ်ရကနိုးတော့အမေပဲချင်းကထားပေါင်းထားမှမသိတဲ့ကောင်းကြီးဘုံကအစင်းနှင့်ကြိုနေပြီဗျပဲပေါင်းလဲဘာသမျှပဲလုံးဖြူဖြူလေးတွေနဲ့ပေါင်းထားတဲ့ကောင်းကြီးပဲပေါင်းနေဗျာနန်းတော်ထောင်းကလေးနဲ့အဖရဲ့အမေရဲ့ကျုပ်ရဲ့ကောင်းကြီးပူပူလေးကိုဖူးကနေမှုတ်ပြီးလက်ထဲမှာကြစ်အောင်ဆုပ်လိုက်နန်းတော်လေးစားလိုက်နေပေါ့ဗျာကောင်းကြီးပေါင်းလေးစားရင်အဖကကျုပ်ကိုမေးတယ်လူလေးညကချစ်ကင်တော်ဝိုင်းကိုသွားတာဘာသတင်းထုလဲကွာအဖကမေးတော့ကျုပ်ကဖြေရတော့တာပေါ့ဗျာအဖကြီးမနေ့ညကကြောက်ခဲနဲ့တမ်မနီပြောတာအမှန်ပဲဗျမနေ့စောစောသူ့ရဲ့ဝိုင်းထဲကိုရောက်နေတဲ့တောကြီးကန်းကြီးတွေကိုဘာလေးချစ်ကင်ကခြောက်လန့်ပြီးတော့မောင်းတာနည်းနည်းမှကိုမကြောက်ဖဲဘာလေးကိုပြုတ်ပြီးကြည့်နေတာတဲ့ဗျဒါနဲ့ဘာလေးကဒေါသထွက်ပြီးတော့အိမ်မော်ကိုတက်သူ့ရဲ့လက်ဆွဲတော့လေးကျိုးတက်ပြီးတော့လောက်စလုံးနဲ့ကြီးကန်းတစ်ကောင်ကိုပစ်ချလိုက်ဘုံကနေပြုတ်ကြရော်တယ်ဗျအဲ့ဒီကြီးကန်းကြီးကစန့်ငင်ဖြစ်နေတဲ့အချိန်မှာဘာလေးတို့ဝိုင်းထဲကအုံမင်ကြီးဘော်ကနေလိမ့်နာကြောယူကြီးတစ်ကောင်ထိုးဆင်လာပြီးပြုတ်ကျနေတဲ့ကြီးကန်းမော်ကိုခါယာကြီးခွနေတယ်ဆိုပဲပြီးတော့သူ့ကိုယ်လုံးနဲ့အသက်ငင်နေတဲ့ကြီးကန်းကိုဖိထားလိုက်တာဘာလေးပြစ်ထားတဲ့ကြီးကန်းကအကောင်းပကတိဖြစ်သွားပြီးတော့ထပြန်သွားတော့တာပဲတဲ့အဲ့ဒီကြီးကန်းနဲ့ဒင်းနာတွေကဘာလေးတို့ဝိုင်းနေမှာတော်တော်ကြောက်အောင်ပြန်ဝဲနေတာတဲ့နောက်တော့မှပြန်သွားကြတော့တာပဲတဲ့ချစ်ခိုင်ကလည်းငှက်မုတ်ဆိုးပဲလေတသက်လုံးငှက်ပြစ်လာတဲ့ကောင်ပဲလက်ကလည်းတော်တော်တဲ့တာချစ်ခိုင်သာမိမိရပြစ်လို့ကတော့လွဲသွားတယ်ဆိုတာရှိကိုမရှိဘူးကွာဒီတော့လဲငှက်တွေကလည်းသူ့ကိုမြင်ရင်မုန်းနေကြတယ်ထင်ပါရဲ့လူလေးရဲ့မွေသားစားတဲ့သူကိုမွေတွေကသိတယ်လို့ပေါ့ငှက်တွေကလည်းချစ်ခိုင်ကိုငှက်မုတ်ဆိုးဆိုတာသိနေသလားမှမသိတာဒါပေမဲ့အဖရဲ့ဒီတော်ကြီးကန်းကြီးတွေကနည်းနည်းတော့ထူးဆန်းတယ်လို့ကျုပ်ထင်နေဗျအကောင်ကြီးတွေကလည်းအကြီးကြီးတွေဆိုပဲလို့လင်းနာကြောပြူကြီးနဲ့ပေါင်းလာကြတာတော့ပြီးတော့တီတော်မဲ့ကြီးကန်းကိုလင်းနာကဆင်းပြီးတော့စိတ်ကူတာတယ်လို့လှုပ်တာတော့အဖလည်းအံ့ဩတယ်ကွဒါမရိုးလာဘူးထင်နေနော်လူကလေးရဲ့ကိုကြီးတာဒီဟာကြောက်ခဲပါလားဒီကောင်ပြားကြီးပြရနဲ့ဘာဖြစ်လာတာတော့ကျုပ်ကပြောလိုက်ပြီးတော့ဝိုင်းဝါကိုလှမ်းကြည့်လိုက်တယ်ဒီကောင်ကြောက်ခဲဝိုင်းထဲကိုဝင်လာတဲ့ပုံစံကမပြင်းအောင်တမယ်ပဲဗျကိစ္စတော်တော်အရေးကြီးပုံရတယ်ကြောက်ခဲဘာဖြစ်တာတော့ကြောက်ခဲကတော်တော်မောနေတာဗျဒီကောင်စကားတော်ကောင်းမပြောနိုင်ဘူးကျုပ်ကရေအိုးစင်ကရေတစ်ခွက်ပြေးခတ်ပြီးကြောက်ခဲတော့ပေးလိုက်တယ်ဒီတော့မှအမောပြေသွားပြီးကိုကြီးတာဒီဘာလေးချစ်ကင်ဆုံးပြီဗျဟေးအဖေနဲ့အမေပါအံ့ဩပြီးအော်မိတာဗျဘလို့ဖြစ်တာတော့ကြောက်ခဲရသူ့ရဲ့ຢာထဲမှာတေးတာတဲ့ဗျဘာလီကမနဲ့အစောကြီးထပြီးသူ့ရဲ့ຢာငပဲကင်းကိုတွားကြည့်တာတဲ့ဟိုတနေ့ကပဲကင်းကိုမရောစာပက်ထားတာအချိန်နေကြည့်ဖို့တွားတာတဲ့ဗျသူ့ရဲ့လက်ဆွဲတော်လေးကြီးကိုပခုံးမှလွဲလို့နောက်ဆုံးအိတ်ကိုဆက်လဲတွားပြီးတော့ထွက်သွားတာတဲ့ဗျနေပါအောင်ကြောက်ခဲရဲ့တေးတာကပိုးထီလို့လားလေတွေဘာတွေဖြစ်သွားတာလားမဟုတ်ဘူးဗျကြီးကန်းနေဝိုင်းထိုးလို့တေးတာတဲ့ဟေးဟုတ်လားမင်းသွားကြည့်ပြီလားမရောက်သေးဘူးဗျကျုပ်လည်းကြကြချင်းကိုကြီးတာတွေကိုလာခေါ်တာဗျရွာထဲကကြီးရောစိန်ကောင်းတွေရောတွားကြပြီဗျဟာဟုတ်လားလာကွာတို့လည်းသွားကြည့်ရအောင်ချစ်ခိုင်နေဖြစ်ရလေဟဲ့ကျုပ်အမေက
ဝမ်းနဲ့ပတ်နဲ့ပြောလိုက်တာဗျာဘာလေးချစ်ခိုင်ကိုကျုပ်တို့တရွာလုံးကလှုပ်ခင်တာဘာလေးချစ်ခိုင်ဆိုတဲ့လူကကပ်ပဝါဒနာပါတာကလွယ်ရင်ဘသူ့ကိုမှဒုက္ခပေးတဲ့သူမဟုတ်ဘူးရရေးရွာရေးဆိုရင်လည်းဘယ်တော့မှလက်နှင်းတဲ့သူမဟုတ်ဘူးဗျတာရေးနာရေးဆိုတာလဲကျုပ်တို့လူငယ်တွေနဲ့ကိုဒိုးတူပေါင်းမဲ့လှုပ်တဲ့သူဗျဒီတော့လဲတရွာလုံးကဘာလေးကိုခင်းကြတော့တာပါဗျာဘာလေးချစ်ကသူစိုက်ထားတဲ့ပဲကင်းပေးမှသိနေတာဗျတရွာလုံးဝိုင်းအောင်ကြည့်နေတဲ့အထက်မှာကျုပ်နဲ့ကြောက်ခဲလဲဝင်တော့ရတာပေါ့ကြာတွေ့တော့တချို့ကနည်းနည်းဖယ်ပေးကြတယ်သူတို့ရဲ့စိတ်ထဲမှာဒီလိုထူးထူးဆန်းဆန်းကိစ္စတွေဆိုရင်ကျုပ်နဲ့ဆိုင်တဲ့ကိစ္စတွေလို့ထင်နေကြပုံပဲဗျဟာကျုပ်နဲ့ကြောက်ခဲဘာလေးရဲ့အလောင်းကိုတွေ့ကြပြီကြောက်ခဲရောပါဇက်ကဟာကနေပြိုင်သူအော်လိုက်မိတာဟာဒါဘလို့ဖြစ်တာတော့များကြောက်ခဲကကျုပ်ကိုမေးလို့နဲ့သူ့ဘာသာပြောသလိုနဲ့အလံတကြပြောလိုက်တယ်ဟုတ်ပါဗျာဘာလေးရဲ့အလောင်းလဲဗျမျက်လုံးနှလုံးသလုံးမရှိတော့ဘူးဗျမျက်လုံးနေရာမှာဟောက်ပက်ကြီးဖြစ်နေလို့ဗျာပါဇက်ကြီးကလည်းအပြီးអော်နေတဲ့ပုံပဲဘာလေးမသေးခင်ကမချိမဆန့်ဝေဒနာခံစားပြီးမချိမဆန့်အော်ဟစ်ပြီးမှတည်သွားတဲ့ပုံပဲဗျာတကူလုံးသွေးတွေကိုချင်းချင်းနီနေတာပဲဗျို့ဟာကျုပ်ဖြင့်လမ်းအောင်အော်မိတယ်ဗျာဒီကလည်းရွှဲနေလို့စောကမသိတာဗျာသတိချာကြည့်လိုက်တော့မှဘာလေးရဲ့ကိုမှအသားတွေကမချိတော့ဘူးအယိုးတွေပေါ်နေတာဗျာမျက်နှာမှာလည်းအသားတွေကမရှိတော့ဘူးကျုပ်ရှေ့တဲ့ကိုသွားလိုက်တယ်အလောင်းသားမှာကပ်ပြီးတော့ရက်ကြည့်နေတယ်တကြီးနဲ့စိန်ကောင်းတွေအနာကိုကပ်ပြီးတော့ကြည့်လိုက်တယ်။အိုးဖြစ်မှဖြစ်ရလေဗျာ။ဘာလေးရဲ့ရင်မချမ်းတစ်ခုလုံးကအသားဆိုလို့ဘာမှမရှိတော့တာဗျာ။အယိုးတွေကအကုန်ပေါ်နေကျုပ်တို့ခုနကကြည့်နေတဲ့နေရာကသတိဆဲမှမမြင်ရတာ။အိုးဘိုက်ထဲမှာလည်းဟောင်းလောင်းကြီးဗျာ။ဦးတွေတဲတွေကလည်းဘာမှကိုမရှိတော့ကုန်းဘက်ကသာလှမ်းမစားနိုင်လို့အသားကြံနေတာဗျ။မျက်နှာမှာလည်းအသားတစ်စက်မှမရှိတော့ဘူးဗျာ။ဟာဘာလေးရဲ့ရှာပါမရှိတော့တာဗျ။ရှာကိုပါစားသွားတာပဲ။ဘလို့ဖြစ်ရတော့တကြီးရဲ့ဟင်ဘိုးညီလေးဗျဘိုးညီလေးကတောင်ဝဲကြီးထောက်ပြီးတော့ဒီအထိလိုက်လာတာပဲရွာမြောင်ပိုင်းကတာတင်တွေ့တာဘိုးညီလေးရဲ့တာတင်ကသူ့ရတဲ့ကပဲကင်းကိုအသွားဒီနားမှာကြီးကန်းတွေဝိုင်းအောင်နေလို့ဘာများလဲဆိုပြီးတော့လာကြည့်တာတဲ့အပေါင်ကဝဲနေတဲ့ကြီးကန်းတစ်ကောင်ကအကောင်တရလာဆိုပဲအောက်မှာချစ်ခိုင်ကိုဝိုင်းထိုးစိတ်စားတောက်နေတာအကောင်900လောက်တောင်ရှိမယ်တဲ့တာတင်ကပြောတယ်ဗျာဒါနဲ့သူကမြေဆိုင်ခဲကြီးနဲ့ဝိုင်းပစ်တော့မှကြီးကန်းတွေကဝေါ်ကနေပြန်သွားကြတာတဲ့ဒီတော့မှသူလာကြည့်တော့ရှစ်ခိုင်အလောင်းကိုတွေ့တာတဲ့ပထမတော့တာတင်းကခွေးသေးတွေဘာတွေများဖြစ်နေမလားဆိုပြီးတော့ကြည့်နေတာလာကြည့်တော့မှချစ်ခိုင်ရဲ့အလောင်းမှန်သိတာတဲ့သူကအံ့ဩပြီးတော့ကြည့်နေတော့မှပဲကြီးကန်းတွေကသူ့ကိုဝိုင်းထိုးမယ်လို့မနဲ့လွတ်အောင်ထွက်ပြေးရတယ်တဲ့ကျုပ်ကိုလာပြောလို့ကျုပ်တို့လူတွေစုပြီးဒီကိုရောက်တဲ့အချိန်မှာတော့ကြီးကန်းတွေကမရှိတော့ဘူးဗျ။အော်ဖြစ်မှဖြစ်ရလေချစ်ခိုင်ရဲ့ဘိုးကြီးတွေကလေဘင်းမှာပတ်ထားတဲ့တပတ်ကလေးနဲ့မျက်ရည်တွေကိုတုပ်နေတယ်။ဘာလေးချစ်ခိုင်ရဲ့မနှမ်းမကမ်းမှာသူ့ရဲ့လက်ဆွဲတော့လောက်လေးကြီးဗျလောက်စလုံးတွေလည်းမြေကြီးပေါ်မှာပြန်ကျဲနေတယ်။ဘာလေးနဲ့တလန်2လန်လောက်အကွာမှာကြီးကန်းအသေး9ကောင်6ကောင်လောက်တွေ့တယ်ဗျ။သူမသေးခင်တော့ရသလောက်ပြစ်သွားတာပဲလို့ကျုပ်တွေးမိလိုက်ပါတယ်။ဒါပေမဲ့ကြီးကန်းအကောင်1000လောက်ကိုတော့ဘယ်လိုလုပ်ပြီးတော့ပြစ်နိုင်မှာလဲဗျာ။အသားမရှိတော့တဲ့အယိုးတွေပေါ်နေတဲ့မျက်လုံးဟောက်ပဲကြီးတွေနဲ့ဘာလေးချစ်ခိုင်ရဲ့အလောင်းကြီးကမျက်လုံးထဲကကိုမထွက်ပါဘူးဗျာ။ဂျားထဲမှာပဲအလောင်းကိုခေါင်းသွင်းပြီးနေချင်းကြီးတကြိုလိုက်ရတာဗောဗျာ။အလောင်းကိုရွာတဲ့အထိပြန်မြည်တော့ဘူးလေဗျာ။အလောင်းကလည်းမင်းတို့ကိုမကောင်းတော့တာလေဗျာ။တရွာလုံးကိုတိတ်သွားတော့တာဗျူ။လူတွေကလည်းတော်တော်ကိုကြောက်သွားကြတာ။ဟိုတစ်ပင်မော့ကြီးဒီတစ်ပင်မော့ကြီးနဲ့ကြီးကန်းတွေများရောက်လာမလားဆိုပြီးတော့လန့်နေကြတာဗျ။လူကြီးတွေကလည်းကြောက်ကြရတာဗောဗျာ။ဟဲ့နင်တို့ကဘာအတွက်ဒီလောက်ကြောက်ကြတာတော့ချစ်ခိုင်ကငှောက်လို့မို့ငှက်တုတ်တာခံရတာလေနင်တို့မကြဘူးလားမွေးဆရာကမူးကြိုက်တေးရတဲ့အခုလဲငှက်မုတ်ဆိုးငှက်တက်လို့တေးရတာပဲနင်တို့ကငှက်မုတ်ဆိုးမှမဟုတ်တာငှက်တွေကိုဘာလို့ကြောက်ကြတာတော့ဘာလေးချစ်ခိုင်ဆုံးပြီးတော့တလားလောက်ကြာမှာတော့ရွာထဲမှာကျွတ်စီနဲ့ဖြစ်ကြပြန်ရောက်ပြီကျုပ်လည်းဘာဖြစ်တာတော့လို့သိရအောင်ရွာထဲကိုထွက်လာခဲ့တယ်တာတေးဒီလိုကြည့်နေလို့တော့မဖြစ်တော့ဘူးနော်တခုခုတော့လုံးမဖြစ်မယ်ဟဲ့ကျုပ်ဝိုင်းတွေကထွက်တာနဲ့မြောက်ပိုင်းကဘိုးစိန်ကျုံနဲ့တန်းထုတ်တာဗျအခုဘာဖြစ်လို့တော့ဘိုးရဲ့ဟာဒုံမြောက်ပိုင်းကစိန်ဖေးလေးပဲကင်းထဲကပြန်လာတာဒေါကြီးကနေဝိုင်းလိုက်လို့ဟာမနေ့ကအသက်လူပြေးရတယ်ဆိုပဲတာတေးရရွာထဲကိုဝင်တော့မှနောက်ပြန်လှည့်သွားကြတာတဲ့ဒီနေ့ဆိုရင်ရွာပင်ကိုဘယ်သူမှတော့မထွက်ရဲကြတော့ဘူးဟာဒီကြီးကန်းတွေပြန်ရောက်လာကြပြန်ပြီပဲထူတော့တော်တော်ထုံးနေပြီဘိုးရဲ့ဟုတ်တယ်ကွာတာတေးရစိန်ဖေးသာလွတ်အောင်မပြေးနိုင်ရင်ချစ်ခိုင်ပုံစံအတိုင်းဖြစ်တော့မှထင်တယ်တခုခုတော့လှုပ်ဆမ်းမအောင်လူလေးရမင်းဆရာကြီးတွေကိုပိတ်နေရင်လဲသွားပိတ်တော့ကွာကျုပ်ကြည့်လို့လိုက်ပါမယ်ဘိုးရဲ့အေးမင်းကိုအားကိုးပါတယ်ဒါတည်းရဲ့ကျုပ်ရွာထဲမသွားတော့ပဲဝိုင်းထဲကိုပြန်ဝင်ခဲ့
အိမ်မော်ကိုတက်တော့အဖနဲ့အမေကအကျိုးကြောင့်မေးလို့ကျုပ်ပြောပြရတာပေါ့ဗျာတနေ့လုံးကျုပ်လုပ်တွေလုပ်ရင်းနဲ့ဒီအကြောင်းကိုစဉ်းစားနေတာကျုပ်ဘာကိုမှအပြေထွက်အောင်မတွေးနိုင်ဘူးကျုပ်အိယာဝင်တော့မဖဲဝါရဲ့ကိုဖွားအယုတ်ကလေးကိုလက်ထဲမှာဆုပ်ထားပြီးတော့မဖဲဝါကိုကျုပ်ပြောလိုက်တယ်တင်းချိုင်းရှင်မမဖဲဝါကျုပ်တို့ရွာမှာကြီးကန်းတွေတောင်းကျမ်းနေလို့ဗျာလွန်ခဲ့တဲ့တစ်လကဘာလေးချစ်ခိုင်ကိုတက်ပြီးစားပြကြတယ်ကျုပ်တို့ကဘာလေးချစ်ခိုင်ကိုကန့်မုတ်ဆိုးမလို့ကြီးကန်းတွေတက်ပစ်တယ်လို့ထင်တာအခုတော့ကိုစိန်ဖေးကိုတတ်ဖို့ဝိုင်းလိုက်ကြပြန်ပြီဗျဒီကြီးကန်းတွေကလူစားစားတဲ့ကြီးကန်းတွေဆိုတာသိကြပြီမဖဲဝါဒီကိစ္စကိုအိမ်မက်ပေးပြီးပြပါအောင်ပြီးတော့ဒီရန်ကိုဘယ်လိုနေနေရမလဲဆိုတာပြပါအောင်ခင်ဗျာကျုပ်တို့ရွာသားတွေຢားတဲ့ဆင်းပြီးအလုံးမလုံးရဲကြတော့ဘူးဗျကျုပ်ကင်ထားတဲ့မဖဲဝါကိုဝါရုပ်ကလေးကစက္ကနဲ့တုံးသွားတာကိုကျုပ်သိလိုက်ရတယ်ရုပ်ကလေးကိုကျုပ်ရဲ့ခေါင်းဝန်းအောက်မှာထားပြီးတော့အိတ်လိုက်တယ်ဒါတေးငါဒီမှာကျုပ်ကခါတိုင်းမြင်နေကြစံနေရသည့်အပင်ကြီးအောင်မှာမတွေ့တာနဲ့ဟိုကြည့်ဒီကြည့်လုံနေတာဗျမဖဲဝါကဒါကိုသိလို့ကျုပ်ကိုလှမ်းခေါ်တာပြုတ်အတန်ကြားတဲ့ဘက်ကိုကျုပ်လှမ်းကြည့်လိုက်တယ်မဖဲဝါကခါတိုင်းလိုပဲကျုပ်နဲ့ရွယ်သူကောင်မလေးအရွယ်ဖန်ဆင်းထားတာဗျတာတေးနင်တို့ရွာတော့စုံညူတာခံနေရပြီဗျာစုံညူတာဟုတ်လားကျုပ်တို့ရွာမှာစုံမရှိပါဘူးဗျဟဲ့တာတေးဒီစုံကနင်တို့ရွာကစုံမဟုတ်ဘူးတခြားမှာနေတဲ့စုံသူ့ကိုကြီးကဲမလို့ခေါ်တယ်သူကကဘာပတ်ပြီးတွားနေတာဒီဘက်မရောက်တာကြာပြီအခုမှဘဲကဘလို့ရောက်လာတာတော့မသိဘူးငါနဲ့လည်းမတည့်ဘူးကြီးကဲမကငါဆိုအားကြီးမုန်းတာဟာဟုတ်လားကြီးကဲမကမဖဲဝါကိုဘာကြောင့်မုန်းတာတော့ဗျတခါကငါပိုင်နဲ့ရန်ကုန်ကကြံတော်တင်ချိုင်းကြီးမောကဟုတ်ကအစီရင်တွေကိုလာလို့လို့ငါမောင်းထုတ်လိုက်ဘူးတယ်အဲ့ဒါကိုကြီးကဲမကငါ့ကိုအညှိုးထားတယ်တနေ့ကြာရင်နင်ကောင်းကောင်းကြီးဒုက္ခရအောင်လုပ်မယ်လို့ချိန်ဝါသွားတယ်တာတီအခုတော့သူနဲ့ငါပြန်တွေ့ကြရတော့မှာပေါ့လေဟင်မဖဲဝါကဘာလုပ်မလို့တော့ဒီကြီးကဲမကသူပုံးနေတဲ့နေရာတိုင်းမှာဆေးတွေစီရင်ပြီးတော့ကြီးကန်းတွေကိုအစာကျွေးတာတဲ့ဟဲ့တာတီရဲ့သူ့ရဲ့ဆေးကိုမိသွားတဲ့ကြီးကန်းတွေအလုံးဟာသူ့ရဲ့အစီအပါးတွေဖြစ်ပြီးသူခိုင်းနေလောက်ကြတော့တာပေါ့ဟဲ့သူဒီနယ်ကိုဘလို့ရောက်လာလဲငါတို့မသိဘူးသူနဲ့အတူပါလာတဲ့ကြီးကန်းတွေရောဒီနယ်ကသူဆေးကျွေးထားတဲ့ကြီးကန်းတွေရောပေါင်းလိုက်ရင်တော့ကြီးကန်းတွေကထောင်ချီပြီးရှိနေပြီအဲ့ဒီတော်ကြီးကန်းကြီးတွေကကြီးကန်းမရဲ့အစီအပါးတွေပဲဟဲ့နေပါဦးမဖဲဝါရဲ့ဒီဆုံးမကြီးကိုဘာလို့ကြီးကန်းမလို့ခေါ်တာတော့မြဟဲ့တာတီဒီကောင်မကြီးကသုံးပညာကိုအမြင့်ဆုံးအောင်တက်နေပြီဟဲ့အသက်ကလည်းရာချီနေလောက်ပြီတခြားဆုံးတွေကထမင်းချုံရီလင်းနာဖြစ်တယ်သူကအဝတ်နဲ့ကြီးချုံလိုက်ရင်ကြီးကန်းကြီးဖြစ်သွားရောဟဲ့အရွယ်ကဒေါ်ကြီးကန်း9သားလောက်ကြီးရှိတယ်ဒါကြောင့်ဆုံးမကြီးကိုကြီးကန်းမလို့ခေါ်တာအော်ဒီဆုံးမကြီးကဗမာမကြီးပဲလားဟာမဟုတ်ဘူးဒီကမဟုတ်ဘူးဘယ်နိုင်ငံကဆုံးမကြီးမှန်းကိုမသိတာဟာဒါဆိုရင်ကျုပ်တို့ရွာတော့ဒီဆုံးမကြီးညိုးတာကိုခံရရင်တေကုံတော့မယ်ထင်တယ်နင်တလောက်ကြောက်စရာလည်းမလိုပါဘူးတာတီရဲ့ဒီကောင်မကြီးပုံနေတဲ့ကူပေါက်ကိုငါသိတယ်အခုလာမဲ့လာခွေညာ9နိုင်တီမှာနင်ထနောင်းကုန်းရဲ့အနောက်ဘက်တကားကနေထွက်ခဲ့ပြီးရင်ညောင်ချက်ပင်ကြီးအောက်မှာစောင့်နေနင်ကိုနှက်ကြော်လာပြီးတော့ခေါ်လိုက်မယ်နှက်ကြော်ကိုနင်မကြောက်နဲ့တာတီနှက်ကြော်ကနင့်ကိုသိတယ်သူနင့်ကိုခင်းနေတယ်သူနဲ့သာလိုက်သွားသူကကြီးကမ်းမပုံနေတဲ့ကူပေါက်ကြီးကိုလိုက်ပြလိုက်မယ်အဲ့ဒီတောင်တောင်လုံးမှာကြီးကမ်းမရဲ့အစီပါကြီးကမ်းတွေရှိတယ်ဒါပေမဲ့ဒီကောင်တွေကအစားကျူးတဲ့ကောင်တွေဆိုတော့အိတ်တန်းတက်ပြီဆိုတာနဲ့မနှိုးတော့ဘူးဒီတော့သူတို့မျက်လုံးတွေကညဘက်ဆိုရင်ကောင်းကောင်းမမြင်ရဘူးနင်ရဲရဲသာလိုက်သွားလိုက်နေကူထဲကိုဝင်ပြီးလို့နင်ကိုဆုံးမကြီးကအာယုံဆိုင်နေတဲ့အချိန်မှာငါကူထဲကိုကြီးကမ်းမမသိအောင်ဝင်ခဲ့မယ်ငါကိုကြီးကမ်းမတွေ့သွားတာနဲ့နင်ကိုသူအာယုံဆိုင်မှာမဟုတ်တော့ဘူးသိလားငါကိုပဲအသေးကြီးတိုက်တော့မှာငါရှုံးမဲ့အရေးကိုနင်မြင်နင်းရဲ့ဆရာကြီးတွေကိုပင့်ထားအင်းတွေနဲ့ဝင်ပြီးတော့ပြုတ်တော့ဟိတကယ်လို့ဆုံးမကြီးကအဝတ်နဲ့ခြုံပြီးတော့ကြီးကန်းတွေဖြစ်သွားရင်နင်နောက်ဆုတ်လိုက်တော့တာတည်းနဲ့ကြော်ရင်ဆိုင်လိုက်မယ်နောက်ဆုံးကြီးကန်းမကြီးကဂူထဲကထွက်သွားရင်နင်ဘာမှမလုပ်တော့နဲ့ကြားလားနင်သူ့ကိုတတ်လို့ရမှာမဟုတ်ဘူးဒီနယ်ကနေမောင်းထုတ်လို့ပဲရမှာဒါပေမဲ့ကြီးကန်းမကသူရှုံးသွားရင်ဒီနယ်ကိုဘယ်တော့မှပြန်မလာတော့ဘူးဟဲ့တာတီထားတော့လေမိုးလေးနေပြီဟဲ့အမေနှိုးတော့မှပဲကျုပ်နှိုးသွားတာဗျကျုပ်ချက်ချင်းပဲမဖဲဝါပေးတဲ့အိမ်မက်ကိုသတိရသွားပြီးတော့အမေကိုလှမ်းမိလိုက်တယ်အမေလောက်ွယ်ဖို့ဘယ်နဲ့လူသေးတော့ဗျအောင်မဲတာတီနင်းကဘာများလုပ်လို့တော့ဟဲ့ကိစ္စရှိလို့ပါအမေရဲ့နောက်3 ရက်လူသေးတယ်ဟဲ့ကျုပ်အမေကိုဘာမှပြန်မပြောပဲမျက်နှာတစ်ဖို့ဝိုင်းထဲကိုထွက်ခဲ့တယ်
တနေ့ကျုံမှာအင်းတွေရှာရဖះရှိခိုးပရိစရနဲ့အားကိုမအားရပါဘူးဗျာဒီရက်အတွင်းကျုပ်ဝိုင်းမီကိုလုံးဝမထွက်ဘူးဗျာအဘနဲ့အမေကကျုပ်လုံနေတာတွေကိုမတိမတာအခက်ခက်ပြီးရှိနေကြတာပေါ့ဗျာဘာမှတော့မမေ့ဘူးဗျာကျုပ်ကအဖေရှင်တို့လိုဘိုးလူပေတို့ကိုတိုင်တယ်ပြီးတော့အကြောင်းကြားလိုက်တယ်ဒီလိုနဲ့ကျုပ်စောင့်နေတဲ့လောက်ဝဲညာကိုရောက်လာတော့တာပေါ့ဗျာ